တိပဋ္ဌာန်တန်ရုပ်ထဲမှာစုံဒတုတ်တန်ဆိုတာရှိဒါကွဲကွာခြင်းနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားပြောပုံလေးနော်စုံဒဆိုတာကရှင်သာရိပုတ္တရာရဲ့ညီနော်ယဟန္တာမထေရမြတ်ကြီးပဲအဲ့ဒီအရှင်စုံဒမထေရကတနေ့တော့သူ့ရဲ့နောင်တော်ကြီးရှင်သာရိပုတ္တရာပြိဋိဘံဆန်တဲ့နာလကရွာကနေပြီးတော့မြတ်စွာဘုရားရှိရာကျောင်းတော်ကိုလာနောက်ရှင်သာရိပုတ္တရာနဲ့ရှင်မမောက္ကလန်ကဘုရားပြိဋိဘံမဆန်ခင်သိမလိုတော့တဲ့ချိန်မကြခင်မှာပဲဘုရားလည်းပြိဋိဘံဆန်တော့မှာပါသူတို့ကအရင်ရှေ့ရနေပြီးတော့ပြိဋိဘံဆန်တဲ့လူပြိဋိဘံဆန်တဲ့အခါအဲ့ဒီရှင်စုံနာကရှင်သာရိပုတ္တရာရဲ့နော်ရုပ်ကလတ်တော်ကိုမီးရှို့လို့ကျွင်းကြံတဲ့ဓာတ်တော်ရဲ့ရှင်သာရိပုတ္တရာဝိယုံနဲ့သင်္ကန်းကြီးရဲ့ရှင်သာရိပုတ္တရာအမြဲသုံးဆွဲတဲ့သပိတ်ရဲ့ဟုတ်လားအဲ့ဒါသပိတ်ထဲကိုရေစစ်တို့ဓာတ်တော်တို့ထည့်ပြီးတော့အဲ့ဒီသင်္ကန်းကြီးကိုယူလာပြီးတော့မြတ်စွာဘုရားကြီးကိုကြွလာတယ်ရှင်စုံနာကြွလာပြီးတော့မြတ်စွာဘုရားကြီးကိုအရင်မဝင်သေးပဲနဲ့သူအလွန်ရင်းနှီးကျွမ်းဝင်တဲ့ရှင်အာနန္ဒာကြီးကိုဝင်တယ်ရှင်အာနန္ဒာကရှင်စုံနာနဲ့မှရင်းနှီးကျွမ်းဝင်တာမဟုတ်ရှင်သာရိပုတ္တရာနဲ့ကပို့ပြီးတော့တောင်ရင်းနှီးသေးတယ်အဲ့ဒါနဲ့ရှင်အာနန္ဒာကြီးဝင်တဲ့အခါကျတော့ရှင်ဘုရားအာနန္ဒာဒါရှင်သာရိပုတ္တရာရဲ့ဓာတ်တော်တွေပါဗျာဒါအမြဲသုံးဆွဲတဲ့သင်္ကန်းပါဗျာဒါကတော့တပိတ်ပါဗျာအဲ့ဒါလိုလဲပြောလိုက်ရောရှင်အာနန္ဒာကသောတာပန်ပဲရှိသေးတာသောကပတိတွေကငြိမ့်သေးတာမဟုတ်ဒေါမနတတရားတွေမပယ်နိုင်သေးဘူးအဲ့တော့ तू ကရင်ထဲကိုဆို့သွားတယ်ဟုတ်လားအဲ့ဒါနဲ့အရှင်စုံနာတဲ့အဲ့လိုဆိုလို့ရှိရင်တို့မြတ်စွာဘုရားကြီးကိုသွားဖို့အတွက်စကားလက်ဆောင်ရပြီမြတ်စွာဘုရားကြီးကိုသွားရအောင်အဲ့မြတ်စွာဘုရားကြီးကြွသွားကြတယ်ဟိုရောက်တဲ့အခါကျတော့ရှင်အာနန္ဒာကပဲဥဆောင်ပြီးတော့မြတ်စွာဘုရားကိုရှောက်တယ်မြတ်စွာဘုရားဒါဟာရှင်သာရိပုတ္တရာကိုင်းခဲ့တဲ့တပိတ်ပါဗျာဒါဟာသုံးဆွဲခဲ့တဲ့သင်္ကန်းကြီးပါဗျာဒါဟာရှင်သာရိပုတ္တရာရဲ့ဓာတ်တော်တွေပါဗျာအဲ့လိုရှောက်ရင်းနဲ့ရှင်သာရိပုတ္တရာပြိဋိဘံစံတယ်လို့ကြားတဲ့ကစပြီးတော့အမှန်သူကြားနေတာကြားပါပြီသူတွေအန်နေတယ်ဆိုတာလဲကြားတာကြားနေပြီရှင်သာရိပုတ္တရာနာမကျမ်းဖြစ်နေတယ်ရှင်သာရိပုတ္တရာပြိဋိဘံစံသွားတယ်ဒါကိုကြားလိုက်တဲ့ကစားတဲ့ဘယ်ဟာအရှိဘယ်ဟာနောက်ဘယ်ဟာတောင်ဘယ်ဟာမြောက်ဆိုတာတောင် तू မသိဘူးတဲ့သောတာပန်ပုဂ္ဂိုလ်တယောက်ရဲ့နော်ဒီခွဲခွာခြင်းရဲ့အပေါ်မှာတုံ့ပြန်တဲ့တုံ့ပြန်မှုအော်စရာကြီးနော်အရက်မျက်နာတွေတောင်ညံထဲမှာမထင်ရှားဘူးတဲ့ဘုံဘွားတော့ဘယ်လိုလေးခံစားအောင်ဆိုအမြဲတမ်းခေါင်းကိုခြားခြားလဲမူးနောက်နေတာနဲ့တူတယ်ဟုတ်လားအဲ့ဒါတရားတွေလည်းသူ့စိတ်ထဲမှာမထင်ဘူးတဲ့ခန္ဓာကိုယ်ကြီးကလည်းအမြဲတမ်းလေးလံနေတယ်အဲ့ဒါလို့သူခံစားချက်ကိုရှောက်တဲ့အခါမှာမြတ်စွာဘုရားအာနန္ဒာတဲ့တာရိပုတ္တရာကတင့်ရဲ့သီလသမာဓိပညာတွေကိုယူပြီးတော့ပြိဋိဘံဆံသွားလို့လားတဲ့မေးလိုက်တာတော့ခက်စိမ့်စိမ့်ကြီးပဲနော်တင့်ရဲ့သီလသမာဓိပညာတွေကိုယူပြီးတော့ပြိဋိဘံဆံသွားလို့လားလို့မြတ်စွာဘုရားအဲ့လိုမေးတော့မြတ်စွာဘုရားတဲ့အဲ့လိုယူပြီးတော့ပြိဋိဘံဆံသွားတာတော့မဟုတ်ပါဘူးတဲ့ဒါပေမဲ့လို့ရှင်သာရိပုတ္တရာဟာနော်တန်ဃာတော်တွေရဲ့အပေါ်မှာတပည့်တော်တို့ရဲ့အပေါ်မှာအလွန်တရာမှအာကိုအာရပြုရတယ်မျက်နှိုးဝေရကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်သူအဲ့လိုခံစားရတဲ့အကြောင်းကိုမြတ်စွာဘုရားကိုရှောက်တယ်အဲ့ဒီမှာမြတ်စွာဘုရားကရှင်သာရိပုတ္တရာပြိဋိဘံဆန္ဒနဲ့ပတ်သက်ပြီးတော့ဒီရှင်အာနန္ဒာကိုပြောတဲ့စကားလေးတွေဒါလေးတွေကရိုးနေအောင်ကြားဖို့နေတဲ့စကားလေးပဲမယ်လို့အလွန်ကောင်းတယ်နာနုတံအာနန္ဒမယပဋိကိစေဝအခါတံအာနန္ဒာတဲ့ငါအစာတွေကစပြီးတော့ကြိုတင်ပြီးတော့ကြိမ်ဖန်များစွာသင်တို့ကိုငါပြောဘူးတယ်မဟုတ်လားတဲ့အဲ့ဒီလူလေးတွေကစပြောတာနော်နာနုတံအာနန္ဒမယပဋိကိစေဝအခါတံဘာတွေပြောခဲ့တာတော့မြတ်စွာဘုရားအစာတွေကစကြိုတင်ပြီးတော့သဗ္ဗေဟိပိယေဟိမနာပေဟိနာနာဘာဝဝိနာဘာဝအညထဘာဝတံကုတ္တိထအာနန္ဒလဗ္ဗယန္တံဇာတံဘူတံသင်္ခဏပလောကဓမ္မနောတံဝတ္တမဟာပလုစတိနေတံဌာနဝိစတိတဲ့အဓိပ္ပာယ်ကသဗ္ဗေဟိအလုံးစုံကုန်သောပိယေဟိချစ်အပ်ကုန်သောမနာပေဟိမျက်နှိုးအပ်ကုန်သောတတ္တဝသင်္ခါရတို့နှင့်နာနာဘာဝရှင်ခွဲကိုရခြင်းတည်၎င်းဝိနာဘာဝသေခွဲကိုရခြင်းတည်၎င်းအညထဘာဝဘဝချပြီးတော့ဘဝတစ်ပါးသည်ဖြစ်ပြီးတော့ကိုရခြင်းတည်၎င်းကွက်ကွာခြင်းအမျိုးမျိုးပေါ့အဲ့ဓာတွေဟာတဲ့နော်ယန္တံဇာတံဘူတံသင်္ခဏပလောကဓမ္မဖြစ်လာတဲ့တရားကြီးပွားလာတဲ့တရားပြုပြင်ရတဲ့တရားပျက်စီးသွားတဲ့တရားတွေမှာဒီလိုကွဲကွာခြင်းတရားတွေမဖြစ်ပါနဲ့လို့ဘယ်မှာတောင့်တလို့ရနိုင်မလဲတဲ့အဲ့လိုတောင့်တလို့ရနိုင်စရာအကြောင်းလောကမှာမရှိဘူးတဲ့ချိန်ဖန်များစွာရှေးဦးစွာတဲ့ကစငါခဏခဏပြောခဲ့တယ်မဟုတ်လားဆိုတာဒီစကားကိုပြောတာတဲ့နော်အလုံးစုံသောချစ်အပ်မြတ်နိုးအပ်သောတတ္တဝသင်္ခါရတို့နဲ့ရှင်ကွဲကွဲရခြင်းသေကွဲကွဲရခြင်းဘဝချပြီးတော့ကွဲရခြင်းအဲ့ဒီကွဲကွာခြင်းတွေမဖြစ်ပါစေနဲ့လို့
ဒီသဘာဝတရားတွေရဲ့အပေါ်မှာတောင့်တလို့မရနိုင်ဘူးဒီသဘာဝတရားဆိုတာကိုဘယ်လိုလေးမြတ်စွာဘုရားပုံဖော်လုံးဆိုတော့စကလုံး၄လုံးသုံးထားတယ်ယန္တံဇာတံဘူတံသင်္ခတံပလောကဓမ္မံနော်ဇာတံစပြီးတော့ဖြစ်လာတယ်ဇာတိပေါ့နော်မွေးဖွားလာတယ်ပြီးတော့ပါတော့ဘူတံကြီးပွားလာတယ်အကောင်လေးကတဖြည်းဖြည်းနဲ့ကြီးလာနော်ကလလရေကြီးအဆက်အပြောက်လေးကနေပြီးတော့တဖြည်းဖြည်းနဲ့မဖြစ်လာတော့ကြီးလာတယ်အမေဝမ်းထွက်တဖြည်းဖြည်းနဲ့ပဲကြီးလာတယ်ဇာတံဘူတံဖြစ်လာတယ်ကြီးလာတယ်ပြီးတော့ပါတော့သင်္ခတံတဲ့ဘုမသဘောကျစကလုံးတစ်လုံးချင်းစီကိုဟုတ်လားသင်္ခတံဆိုတာဘာတော့အမြဲပြင်ပေးနေရတယ်တဲ့ကဲလှုပ်တက်တဲ့အရွယ်တွေကစတော့လှုပ်ပေးနေရတာမလှုပ်တက်တဲ့အရွယ်တုန်းကလည်းသူများကလှုပ်ပေးရတာပဲနော်အမေရင်ခွင်ထဲမှာရှိတော့ကိုမမလှုပ်တက်သေးဆိုအမေကလှုပ်ပေးတာအမေလှုပ်မပေးရင်သေမှာနော်တတ္တဝါရဲ့သဘောကဘာတော့ဇာတံဖြစ်လာတယ်ဘူတံကြီးပွားလာတယ်သင်္ခတံလှုပ်ပေးနေရတယ်ပြင်ပေးနေရတယ်ဒီတိုင်းထားလို့မရဘူးတဲ့အဲ့လိုလှုပ်ပေးတဲ့ကြားတွေကပဲနောက်ဆုံးကျတော့ပလောကဓမ္မသွားတာပဲတဲ့ပြတ်သွားတာပဲဘဝရဲ့သမိုင်းလို့တောင်ပြောခြင်းတယ်ကျုပ်ကဟုတ်လားငွေဖွာလာတယ်ကြီးထွားလာတယ်ပြုပြင်ပေးရတယ်ဘလို့ပဲလှုပ်ပြီးတော့ပြတ်သွားတယ်ဒီလိုသဘာဝတရားတွေရဲ့အပေါ်မှာကွဲကွာခြင်းတရားတွေမဖြစ်ပါစေနဲ့လို့ဘယ်မှာတောင့်တလို့ရနိုင်မလဲအဲ့လိုဖြစ်เสียအကြောင်းရှိကိုမရှိဘူးတဲ့ဒီစကားမျိုးကိုငါကြိမ်ဖန်များစွာပြောခဲ့ပြီမဟုတ်လားရှင်သာရိပုတ္တရာသိလို့စိတ်ထဲမှာဘာမှထိခိုက်မနေနဲ့လို့ရှင်အနန္ဒာကိုအဲ့လိုပြောတာအဲ့ဒီမှာဆက်ပြီးတော့မြတ်စွာဘုရားပြောတာလေးကစိတ်ဝင်စားစရာကောင်းတယ်တတ္တမတိဟအာနန္ဒအတ္တတိပါဝိရဒအတ္တတရဏအနေညတရဏဓမ္မတိပါဓမ္မတရဏအနေညတရဏနော်ဟိုတနေ့ကလည်းပြောရတယ်နော်ဒီစကားလေးတတ္တမတိဟအာနန္ဒဒါကြောင့်မို့လို့တဲ့အတ္တတိပါဝိရဒကိုမှီခိုပြီးတော့နေကြအတ္တတရဏကိုအားကိုပြီးတော့နေကြအနေညတရဏကိုအားလွဲလို့ဘုရားမှာအာမကိုပဲနဲ့နေကြနော်ဓမ္မတိပါတရားကိုမှီခိုပြီးတော့နေကြဓမ္မတရဏတရားကိုအားကိုပြီးတော့နေကြအနေညတရဏတရားလွဲပြီးတော့တခြားဘယ်ရာကိုမှတကယ်အရေးတကယ်ဘေးနဲ့ကျုံလာရင်အားကိုရလိမ့်မယ်လို့လွယ်လွယ်မမမမှတ်ထင်မဲနဲ့တရားကိုသာအားကိုပြီးတော့နေကြ